ိမ်းတဲ့ပွဲမှာချာမာတယောက်ဘာရီမားခဲ့ပါသလဲဘာရီယာဂိမ်းပွဲယူသုံးသက်ချက်တိုက်ခိုက်အားကစားစီစဉ်တွေကိုတင်ဆက်ပေးနေတဲ့ကိစ္စဂျာနယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2026ခုနှစ်ရဲ့ကြီးမားဆုံးသောအအားသင်းစရာရလဒ်တစ်ခုဖြစ်အင်မီရိုမှာကျင်းပခဲ့တဲ့ UFC Freedom 250ပွဲစဉ်မှာစတီဗယ်ဂိမ်းက Alex Barria ကိုဒုတိယအချီ10မိနစ်29စက္ကန့်မှာလဲထိုးပြီးတော့ UFC Heavyweight Champion ကပတ်ကိုဆွတ်ခူးသွားခဲ့ပါတယ်Barria ဟာ UFC သမိုင်းတစ်လျှောက်ဝေဒန်း3ခုမှာချန်ပီယံဖြစ်တဲ့ပထမဆုံးသောကစားမအဖြစ်သမိုင်းမှတ်တမ်းသစ်ရေးထိုးဖို့ရေပန်းအစားဆုံးခြေနေနဲ့ပွဲထွက်လာခဲ့တာပါ။ဒါပေမဲ့လောင်အိမ်ထဲမှာတော့ဂိမ်းရဲ့ကောင်းမွန်တဲ့ခြေလမ်းတွေအရှိန်နဲ့တိကျတဲ့တိုက်စစ်ဆင်မှုတွေအောက်မှာပဲဘရာဇီးသားကြီးကလက်မြောက်အရှုံးပေးခဲ့ရတာပါ။ဘာရီယာဘာရီမာယွင်သွားခဲ့ပါသလဲ။ Heavyweight တန်းကိုတက်လာတဲ့အချိန်မှာဘာရီယာကပုံမှန်ထက်ပိုပြီးတော့နှေးကွေးသွားသလိုပောက်ကွဲအားလည်းလျော့နေသွားခဲ့တာပါ။ဂိမ်းရဲ့ပါနေတဲ့ဖူးဝက်ကြောင့်ဘာရီယာတယောက်ဝေးရနေပဲခန်းစည်းအနေထားနဲ့ပဲရင်ဆိုင်ခဲ့ရတာပါ။ဘာရီယာရဲ့ပုံမှန်အတိုင်းပြန်ဘက်ကိုဖိအားပေးပြီးဘယ်ဝိုင်းလက်သီးနဲ့အဆုံးသတ်ဖို့ကြိုးစားခဲ့တဲ့ပုံစံကဒီပွဲမှာပေါ်မလာခဲ့ပါဘူး။ဂိမ်းကအကွာဝေးကိုအကောင်းဆုံးထိန်းချုပ်သွားနိုင်ခဲ့တာကြောင့်ချာမာတယောက်ကွင်းထဲမှာလမ်းပြောက်ပြီးတော့အကျက်ရိုက်ခဲ့ရတာပါဒုတိယအချီမှာဂိမ်းရဲ့တိကျပြတ်သားတဲ့လက်သီးချက်တွေကြောင့်ဘာရီယာကကွင်းထဲမှာလဲကျသွားခဲ့တာပါအဲနောက်မှာတော့တန်စကာနာမှာဂိမ်းရဲ့စရိုက်ထိုးတဲ့ချက်တွေကိုခုခံရင်းနဲ့ပဲကျိုးအိုင်းတန်လူကြီးကပွဲရက်ဖို့ဆုံးဖြတ်ခဲ့တာကြောင့်ရှုံးနေခဲ့ရတာပါဘာရီယာရဲ့ကြောက်စစ်တုံးလိုခိုင်မာလာတဲ့မေယိုဟာ Heavyweight တန်းမှာတော့အကြီးမားဆုံးစမ်းသပ်မှုနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်စီရီဂိမ်းကတော့ Heavyweight တန်းရဲ့အကောင်းဆုံး fighter တဦးဆိုတာကိုထပ်မံပြီးတော့တက်တည်ပြသွားခဲ့ပြန်ပါတယ်ပြည်သစ် fighter ကြီးဂိမ်းဟာသူ့ရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့တာကြောင့်လက်ရှိ Heavyweight Champion တိုအက်စပင်နယ်နဲ့မကြာခင်မှာထိတိုက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဘာရီယာအတွက်ခံရခက်တဲ့ညာညဖြစ်ခဲ့ပေမဲ့အဲ့ဒီထက်ပိုတန်မာတဲ့ပုံစံနဲ့ပြန်လာအောင်မှာတော့တေးချပါ။ဒီကနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ။နောက်ဆုံးရတက်ခိုက်အားကစားသတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ။